ဒီကောင်မလေးကသူ့ရဲ့ငွေရှင်းကတ်ကိုပေးပြီးပတ်စဝက်က2-4-5နှစ်သူညနော်တဲ့ငါ့ကိုဘာလို့ပေးတာလဲဒါမှနေရှင်းတယ်လို့သူတို့ထင်သွားမှာပေါ့ခဏနေရင်ငါဘာဝဲနင်းလဲအဲ့ဒါပဲလိုက်ဝဲနှလုံးဝဲလိုက်လေရတယ်အလုံးဆုံးရှိနင်းတစ်လုံးငါတစ်လုံးပေါ့ဒီလောက်နီးကတ်တဲ့အကွာဝေးမှာကောင်မလေးစကားပြောလိုက်တိုင်းထွက်လာတဲ့လေငွေလေးတွေကကျွန်တော်နာရွက်စီကိုဖြတ်တိုက်သွားတော့ရာကြီးကြီးလေးခံစားလိုက်ရတယ်ငါလက်တော့တစ်လုံးလောက်ဝယ်ခြင်းလို့လိုက်ခဲ့ပေးပါလားတက္ကသိုလ်တက်ရင်300မှာမလို့ပြီးတော့တက္ကသိုလ်ဝန်ထမ်းဖြည့်ပြီးသွားရင်အင်တာနက်လောကမှာမုံတိုင်းတစ်ခုလောက်တော့ဖန်တီးရတော့မယ်ကောင်းပြီလေဂိမ်းဆော့ဖို့ဝယ်မလားကျွန်တော်နည်းနည်းလေးမေ့သွားတာဂူအီဆိုတာဂိမ်းဆော့တဲ့နေရာမှာတကယ်ကိုပါရမီရှင်ကောင်းပါလိမ့်ပဲအရင်ဘဝတုန်းကဘယ်ဂိမ်းပဲဖြစ်ဖြစ်ကျွန်တော်ကိုအနိုင်ရအောင်အမြဲတမ်းကယ်တင်ပေးခဲ့တဲ့စူပါမင်းလေးဟဲအဲ့ဒါကစီးပွားရေးစလုပ်ဖို့သုံးမှာဟုတ်ပြီလားစီးပွားရေးလုံးမလို့နီလန်ပေါင်းစုံသုံးပြီးအစွမ်းကုန်စူးစမ်းရမှာပေါ့အဲ့ဒီလိုလုံးမသာနေ့လိုမျိုးချမ်းသာလာဖို့တန်းတပုံလောက်အခွင့်အရေးရမှာလေဒါပေမဲ့နင်ကငါထက်အများကြီးပို့တော့တာပဲဟာဟုတ်လို့လားငါချမ်းသာတာကငါအဖေချမ်းသာလို့တတ်တတ်ပါငါကူငါဘဲစစ်မှရှိလဲဆိုတာငါအသိဆုံးပါတကယ်တော့ကိုကြီးရဲ့အယိုးတွေကနေစိတ်ထွက်နေတဲ့သဘောထားဖြူစင်မှုနဲ့လူတိုင်းကိုစိတ်ချမ်းသာစေတဲ့သူ့ရဲ့စရိုက်လေးကမှတကယ်ကိုလူတစ်တန်းမှတယောက်တောင်ရှာရခက်တဲ့အရာပါစတိုးဆိုင်ထဲရောက်တော့အယောင်ကိုယ်စလဲကဘယ်မော်ဒယ်ကိုသဘောကျလဲရှင်ဘာတွေလိုအပ်ချက်ရှိလဲသုံးလို့ရရင်ပြီးတာပါပဲဒီအလုံးတွေကတော့ဈေးပေါ်ဆုံးတွေပါရှင်အဲ့ဒီအချိန်မှာပဲနောက်ကနေခက်ပြက်ပြက်အတန်တန်ထွက်လာတယ်ငါအတွက်အကြိုက်ဆုံးနဲ့အဈေးကြီးဆုံးတစ်လုံးထုတ်ပေးစမ်းပေါ်ချောင်ကောင်းတွေငါမလို့ချင်ဘူးအိုးတိုက်ဆိုင်လိုက်တာငါကမင်းရှိမှပတ်စံလာကြွားပြနေတာလေမင်းကနည်းနည်းပပလေးတောင်အော်တဲ့တုတ်ပြန်မှုမပေးနိုင်ဘူးလားတာမန်အချိန်ဆိုရင်တခြားလူတွေကသူ့ပတ်စံတွေကိုဂရုမစိုက်ဘူးလို့ပြောတဲ့အခါသူတို့ဘယ်လောက်တောင်ယုံကြည်မှုကင်းမဲ့နေလဲဆိုတာကိုသူချက်ချင်းရိပ်မိတတ်တယ်ဒါပေမဲ့အခုတော့ကျွန်တော်မျက်လုံးထဲမှာလုံးဝဟန်ဆောင်ထားခြင်းမရှိတဲ့လစ်လူရှုမှုတွေကိုသူတွေ့သွားတယ်ပြီးတော့ကျွန်တော်ဘေးကမျက်တောင်လေးတစ်ဖြက်ဖြက်ခတ်ပြီးကြောင်တောင်လေးရက်နေတဲ့ကောင်မလေးကိုသူလှည့်ကြည့်လိုက်တယ်ဘာလို့ဒီကောင်မလေးကလည်းဘာတော့ပြန်မှုမှမရှိရတာလဲဒါကဘာတူလဲငါညီမလေးချမ်းပိုင်းဘလို့ဖြစ်လို့ညီမဖြစ်သွားရတာလဲနေ့လေတုန်းကတော့အကိုလို့ခေါ်ခိုင်းခဲ့တာဘာတူလဲကျွန်တော်စိတ်ထဲကနေရေလိုက်မိတယ်မစိုးဘူးတနေ့ကျရင်သူ့ကိုငါ့ကိုမမလို့ပြန်ခေါ်ခိုင်းပြီးကလဲစားချီဖို့အခွင့်အရေးရလာမှာပါလေလို့ပဲတွေးလိုက်တယ်လူကြီးမင်းဒီဘက်ကိုကြည့်ပါရှင်အယောင်ကိုစလဲအများစုကကော်မရှင်နဲ့လစာရကြတာဆိုတော့ထန်ကြက်ရန်လိုငွေရပေါက်ရလန်တေးချတဲ့ဖောက်တွေကိုမြင်တာနဲ့ချက်ချင်းအနာကပ်ပြီးအလိုဆန္ဒတွေကိုမေးမြန်းတော့တာပဲအဲ့ဒီအချိန်မှာကျွန်တော်တို့နှစ်ယောက်ကတော့ရုတ်တရက်ပြောက်ကွယ်သွားတဲ့လူတွေလိုပဲအဖက်မလုပ်ခံရတော့ဘူးထန်ကြက်ရန်ကအယောင်ကိုစလဲရှင်းပြတာတွေကိုနားထောင်နေဟန်ဆောင်ရင်သူ့မျက်လုံးတွေကတော့ကျွန်တော်တို့ဘက်ကိုမကြာခဏခိုးကြည့်နေတယ်ကျွန်တော်ရဲ့တုတ်ပြန်မှုရဲ့ကုရီရဲ့တုတ်ပြန်မှုရဲ့ကိုကြည့်ပြီးသူ့မျက်နှာကပူပြီးဂုံယူဝင့်ကြွားနေလေရဲ့ကျွန်တော်ကတော့ဒါကိုရေးစရာတစ်ခုလိုသဘောထားပြီးကောင်တာဘေးမှာမိရင်သူ့ရဲ့တရုပ်ဆောင်မှုတွေကိုတိတ်တိတ်လေးထိုင်ကြည့်နေလိုက်တယ်ရုတ်တရက်ဘာဖြစ်လို့လဲကုရီကကျွန်တော်လက်ထဲကိုကက်တက်ကက်လာထည့်ပေးတယ်စကားဝက်က2-4-5-20နော်ငါ့ကိုဘာလို့ပေးတာလဲဒါမှနေရှင်းတယ်လို့သူတို့ထင်သွားမှာပေါ့ခဏနေရင်သူပါဝဲနင်းလဲအဲ့ဒါပဲလိုက်ဝဲနှလုံးဝဲလိုက်လေရတယ်အလုံးဆုံးရှိနင်းတစ်လုံးငါတစ်လုံးပေါ့ဒီလောက်နီးကက်တဲ့အကွာဝေးမှာကောင်မလေးစကားပြောလိုက်တိုင်းထွက်လာတဲ့လေငွေလေးတွေကကျွန်တော်နာရွက်စီကိုဖြတ်တိုက်သွားတော့ရာကြီးကြီးလေးခံစားလိုက်ရတယ်မလိုပါဘူးငါနင်းကိုလက်ဆောင်ပေးတယ်လို့သဘောထားလိုက်ပါမြန်သွားလေသူနင့်ကိုအဲ့ဒီလိုမျိုးအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေတာနင်းတော့မထွက်ဘူးလားဟိုအယောင်သမားကလည်းအယမ်းမုန်းစရာကောင်းတယ်သူကဘာမို့လို့နင့်ကိုအဖက်မလုပ်ရတာလဲအဲ့ဒါကပြောစရာမကောင်းဘူးလားငါကဘာကိစ္စဒေါသထွက်ရမှာလဲကျွန်တော်အဲ့ဒီလိုပြန်ဖြေပြီးတာနဲ့ရုတ်တရက်ဆွန့်သွားတယ်ဘာလို့လဲဆိုတော့ကုရီရဲ့မျက်လုံးလေးတွေကဒေါသကြောင့်หนีရဲနေလို့ပါပဲကျွန်တော်အနှိမ်ခံရတာကိုသူကလုံးဝမခံစားနိုင်ဖြစ်နေတာလေဒါဆိုနင့်ကိုစားငါကပဲဒေါသထွက်ပေးရမှာပေါ့ဟုတ်ပြီလားကျွန်တော်ရင်ထဲမှာကြည်နူးမှုတွေရောဘာလို့ရမှန်းမသိတဲ့ခံစားချက်တွေရောထွေးပြီးနှွေးထွေးသွားပါတော့တယ်ဒီလောက်ကိစ္စလေးကိုများတေချာကြည့်ထားလိုက်ပြောဆိုနဲ့ပဲကျွန်တော်သူမကိုပြန်ဆွဲခေါ်လာခဲ့တယ်အယောင်ကိုစလဲကအပေါ်ဆုံးကွန်ပျူတာကိုထုတ်ပိုးပေးပြီးတဲ့နောက်ဘေးကကောင်တာမှာဖုန်းသွားကြည့်ရအောင်ငါနင့်ကိုတစ်လုံးလက်ဆောင်ပေးမယ်တကယ်လားအရန်ဈေးကြီးတာတော့မရဘူးနော်နည်းနည်းဈေးပေါ်တာလေးပဲရွေးထန်ကြက်ရန်တယောက်ဝင်ပါလာပြန်သည်ငါကိုအဈေးအကြီးဆုံးဖုန်းတစ်လုံးပေးအဈေးအကြီးဆုံးပဲလိုချင်တယ်ကျွန်တော်ကပြုံးဆဆနဲ့သူ့ကိုကြည့်လိုက်ပြီးအိုးတိတ်ကိုချမ်းသာပါလားကြက်ရန်အကိုရာကျွန်တော်ပြောတာမဟုတ်ဘူးနော်မင်းကလေးတယောက်ကိုလက်ဆောင်ပေးတာဒီလိုဈေးပေါ်တာကြီးပေးရတယ်ပေါ့လေမင်းပြောတာမှန်တယ်ထားလိုက်တော့မဝယ်တော့ဘူးနင့်ကိုနာယီပဲဝယ်ပေးတော့မယ်ထန်ကြက်ရန်တယောက်ယွန်း1000ကျော်တန်းနာယီကိုဝယ်လိုက်တဲ့အထိကျွန်တော်ကတော့ဘေးကနေအေးစစ်စစ်ပဲရက်ကြည့်နေတော့မှနောက်ဆုံးတော့သူမနေနိုင်တော့ဘူးမင်းကရောဘာလို့ဒီကောင်မလေးအတွက်ဘာမှမဝယ်ပေးရတာလဲမတတ်နိုင်ဘူးလေခမ ्या လောက်မှမချမ်းသာတာထန်ကြက်ရန်ကအစကတည်းကဒီစကားကိုကြားချင်နေခဲ့တာပါဒါပေမဲ့တကယ်တမ်းကြားလိုက်ရတဲ့အခါမှာတော့သူဘလို့မှမပြောနိုင်ဘူးဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကနည်းနည်းလေးတောင်ဒေါသမထွက်နေလို့ပဲဘေးနာကကောင်မလေးကလည်းကျွန်တော်ချော့ထားလို့ပြောရှင်နေတယ်သူကတော့ပတ်စံတွေအများကြီးအကုန်ခံပြီးဖြုံးတိလိုက်ရပေမဲ့ဟိုမင်းကလေးကသူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူးလေအဲ့အချိန်ဖုန်းဝင်လာတယ်ဟာလိုအဖေငါကမင်းဖေမဟုတ်ဘူးအပြင်ထွက်ပြီးကွန်ပျူတာသွားဝယ်တာယွန်း3000ကျော်တောင်300တလားဒီနေ့မင်းကိုတေအောင်မရရင်မင်းကပဲငါအဖေလှုပ်လိုက်တော့ကျွန်တော်လည်းဘေးကနေဝင်ရောက်ပင်ပေးလိုက်တယ်မြန်သွားပြန်အမ်းလိုက်ပါ3000ဆိုတာနည်းတဲ့ပတ်စံမှမဟုတ်တာဒီလောက်လေးသုံးတာများမအမ်းဘူးထန်ကြက်ရန်ကလက်ကပြလိုက်ပြီးကုန်းတိုက်ထဲကနေလှည့်ထွက်သွားတယ်ရင်ကောခေါင်းမော်ပြီးအိမ်ပြန်အရိုက်ခံဖို့သွားတာကပဲသူ့ရဲ့နောက်ဆုံးကြံနေသေးတဲ့မာနာလေးတစ်ခုဖြစ်နေတော့တယ်နင့်ရဲ့စိတ်ထားကဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲကုရီကအံ့ဩတကြီးမေးတယ်ဘာလို့လဲဆိုတော့လူဆိုတာသူများရဲ့အကဲဖြတ်မှုတွေအောက်မှာရှင်တန်နေလို့မရဘူးလေအရင်ဘဝတုန်းကတော့တိမ်ငယ်စိတ်ကြောင့်ဖြစ်လာတဲ့ပြင်းထန်တဲ့မာနာတွေကြောင့်လမ်းမတွေအများကြီးရှောက်ခဲ့ရတယ်ဥပမာပြောရရင်အဲ့ဒီတုန်းကသာလင်းဝမ်ချိုးကိုတောင်းပန်ခဲ့မယ်ဆိုရင်ငါတို့နှစ်ယောက်ရဲ့စက်သိန်းကအဲ့ဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူးချမ်းပိုင်းအခုနကနင်ပြောတဲ့ငါကိုနိုင်ဝယ်ပေးမယ်ဆိုတာတီသေးလားတီတာပေါ့ဒါလေးဝယ်မယ်ကလေးကစားစရာလိုနိုင်လေးကိုလက်ညှိုးထိုးပြကဝယ်ပေးလို့တော့ရပါတယ်ဒါပေမဲ့နင်ဒါကြီးပတ်ထားရင်နင့်အဆင့်တန်းကျသွားမယ်လို့မထင်ဘူးလား
မင်းကရောဘာလို့ဒီကောင်မလေးအတွက်ဘာမှမဝေပေးရတာလဲအခုနောက်ကထန်ချက်ရန်ပြောသွားတဲ့စကားကိုကျွန်တော်ပြန်ကြားရောက်မိတယ်လမ်းတစ်လျှောက်လုံးကုရီဟာသူမရဲ့ကိုယ်ပိုင်ကက်ကိုပုတ်ပြီးမိတ်ကက်တွေလက်ဝတ်ရတနာတွေအများကြီးဝေခဲ့တယ်ကျွန်တော်ရဲ့လက်မောင်းနှစ်ဖက်လုံးအိတ်တွေအပြည့်ဖြစ်သွားမှာပဲသူမကကြည်ကြည်နက်နက်နဲ့ပြန်ဖို့သဘောတူတော့တယ်ငါတကယ်ပဲဝင်စားလာတာဟုတ်ရဲ့လားဘာလို့အရင်လိုပစ္စည်းတွေပေးရတဲ့နေရက်တွေကြီးပဲဖြတ်တန်းနေရတာလဲအိမ်ပေါက်ဝက်ကိုရောက်တော့ကုရီကသူမရဲ့လက်ချီတက်တက်ဖြစ်နေတာကိုငုံကြည့်ပြီးရှက်ကိုရှက်ကန်းလေးပြုံးတယ်ပြီးတော့ကျွန်တော်စီကပစ္စည်းတချို့ကိုယူလိုက်ပြီးမှတကားသွားခောက်တယ်နင်းတကယ်ကောက်ချစ်တာပဲကျွန်တော်ကစားလိုက်တယ်မင်းကလေးတွေဆိုတာနည်းနည်းပါးပါးညံ့ညမ်းမှချစ်ဖို့ကောင်းတာလေးထားပါတော့နည်းနည်းတော့ချစ်ဖို့ကောင်းပါတယ်တကားပွင့်လာပြီးချမ်းပိုင်ကြီးအမေထွက်လာသည်အီလားမြန်မြန်ဝင်ခဲ့မင်္ဂလာပါအန်တီဒါဟာအန်တီအတွက်သမီးယူလာတဲ့လက်ဆောင်တွေပါအိုးဘယ်ဟာကအန်တီအတွက်လဲသမီးရဲ့ဒီအိတ်တွေအကုန်လုံးပဲလေအန်တီကိုပထမဆုံးအကြိမ်လာတွေ့တာဆိုတော့အန်တီသမီးကိုသဘောမကျမှစိုးရိမ်နေတာသမီးကအရင်တုန်းကအန်တီကိုအများကြီးကူညီပေးခဲ့တာလေအန်တီကကျေးဇူးတင်လို့တော့မဆုံးသေးဘူးခဏနေရင်ပြန်အမ်းလို့ရတဲ့ပစ္စည်းတွေအမြန်သွားပြန်အမ်းလိုက်နော်အခုလိုလာတွေ့တာနဲ့တင်အန်တီအရန်ဝမ်းသာနေပါပြီအီထိုင်ပါဦးသမီးရဲ့ဒီအိမ်လေးကနှစ်တွေကြာနေပြီဆိုတော့နည်းနည်းတော့ဟောင်းနေလိမ့်မယ်သမီးတော့ရဲချင်းစရာဖြစ်နေမလားပဲအိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအန်တီကသမီးကိုဘယ်လိုလူများမှတ်နေလို့လဲပြီးတော့ဒီအိမ်လေးကအရန်ကိုနှွေးထွေးတာပဲအန်တီကနေရာတိုင်းကိုတက်တက်ရရတန်ရှင်းရေးလုပ်ထားတာသမီးခန်းတောင်ဒီလောက်မတန်ရှင်းဘူးဒီကောင်မလေးရဲ့စရိုက်ကဒီလောက်တောင်ကောင်းနေမယ်လို့မေမေထင်မထားခဲ့ဘူးအန်တီရဲ့ online ဆိုင်လေးရောအခြေအနေဘယ်လိုလဲဟင်အခုတော့အရန်ကောင်းနေပြီသမီးရဲ့တနေ့ကိုရွှန်း6000 9000လောက်တောင်မြတ်တယ်သမီးတို့လူငယ်တွေကတော့တကယ်အကြံဉာဏ်ကောင်းတာပဲရိုက်ထားတဲ့ပုံတွေကအဲ့ဒီလောက်တောင်အလုပ်ဖြစ်တာလားဖြစ်တာပေါ့အန်တီရဲ့ဒီမှာကြီးမှတ်ချက်တွေထဲမှာဆိုရင်သမီးနဲ့ဝန်ချိုးဝတ်ထားတဲ့အဝတ်စားတွေကတိတ်လာတာပဲဆိုပြီးချီကျူးထားတာကြီးပဲဘာလို့ဆိုင်ကိုအမှတ်နှိပ်ပေးထားတဲ့သူတွေရှိနေရတာလဲတကယ်စိတ်ဆိုးစရာပဲနေပါဦးဒီမှတ်ချက်တွေကလည်းကျမတို့ကိုချီကျူးနေတာပဲဟုတ်တယ်သမီးရဲ့အန်တီကတော့နည်းနည်းအားနာမိတယ်နောက်ဆိုရင်တက္ကသိုလ်ဝင်တန်းဖြေရတော့မှဆိုတော့ဒီကိစ္စတွေကသမီးရဲ့ဆောင်မွေးပွဲကိုထိခိုက်စေမှာလားမထိခိုက်ပါဘူးအန်တီရဲ့သမီးအမှတ်တွေကအရန်ကောင်းပါတယ်ဒါနဲ့သမီးမိဘတွေကသမီးအတွက်အိမ်နိုင်ရာရောက်ကျူရှင်စရာငှားပေးဘူးလားအကျိုးရှိရဲ့လားအိုးအများကြီးပေါ့အန်တီရဲ့စန္ဒယာတို့အကားတို့အကုန်တင်ပေးတာအကျိုးကတော့တေချာပေါက်ရှိတာပေါ့အခုတလောအိမ်မှာပတ်စံလေးနည်းနည်းအဆင်ပြေလာတော့ချမ်းပိုင်အတွက်ကျူရှင်စရာတယောက်လောက်ရှာပေးရမလားလို့အန်တီတွေးနေတာနောက်ဆုံးအချိန်မှာသင်ခန်းစာတွေကိုတေချာပြန်နှွေးလို့ရအောင်လို့လေတက္ကသိုလ်ဝင်တန်းဆိုတာတသက်မှာတစ်ခါပဲဖြေရတာမဟုတ်လားဒါဆိုသမီးလုပ်ပေးရင်ရောအဆင်ပြေမလားအန်တီသမီးလည်းမဟုတ်ဖို့လေးနည်းနည်းရှာချင်နေတာပြင်ပပေါက်စေးရဲ့80%ပဲယူမှာပါအဲ့ဒါကဘယ်ကောင်းပါမလဲသမီးလည်းစာပြန်နှွေးရအောင်ပါလေစာတင်ပေးတဲ့သူကပို့ပြီးတိုးတက်မြန်တယ်လို့ဆရာတွေကခဏခဏပြောတတ်ကြတယ်လေအန်တီရဲ့မိမိကတော့ချမ်းပိုင်အတွက်ကောင်မလေးတွေကိုကျူရှင်စရာလုံးဝမငှားဘူးလို့စဉ်းစားထားတာစာမေးပွဲကိုအနောက်ရှက်ဖြစ်မှာစိုးလို့လေဒါပေမဲ့အခုတော့ဒီလောက်လာတဲ့ကောင်မလေးကသူကိုယ်တိုင်လာပြောနေပြန်ပြီတကားပွင့်လာပြီးလင်းဝမ်ချိုးရောက်လာသည်ဝမ်ချိုးရောက်လာပြီလားမြန်ဝင်ခဲ့လေမင်္ဂလာပါအန်တီဝမ်ချိုးလေးအန်တီအိမ်ကိုမလာတာအတော်ကြာသွားပြီနော်ခဏနေရင်သမီးကြိုက်တဲ့ဟင်းတွေအန်တီအများကြီးချက်ပေးမယ်ဟုတ်ကဲ့ချမ်းပိုင်ရောဘယ်မှာလဲမိဖို့ကြောင့်ထဲမှာအလုပ်ရှုပ်နေတယ်သမီးသွားကြည့်လိုက်ပါဦးမယ်ဒါနဲ့အန်တီအခုနောက်ကဘာတွေပြောနေကြတာလဲဟင်အီကချမ်းပိုင်ကိုကျူရှင်တင်ပေးမယ်လို့ပြောနေတာလေနေပါဦးနင်းကခေါင်းတော်မချောက်သေးပဲဘယ်လိုလုပ်ပြေးထွက်လာတာလဲသမီးသူ့ကိုဘယ်လောက်ပေးရရင်တင့်တော်မလဲသူကတစ်ချိန်ကိုယွန်း100ပဲယူမယ်တဲ့အပြင်ကကျူရှင်တွေက200လောက်ပေးရတာကိုအန်တီသမီးကိုငှားပါသမီးက10ရွန်ပဲယူမယ်ချမ်းပိုင်လိုကောင်းစုပ်လေးကိုစာတင်ပေးရတာကအဲ့ဒီလောက်တောင်ပြောစရာကောင်းလို့လားဘာလို့အပြိုင်ဆိုင်ဈေးတွေရှော့နေကြတာလဲအယူမလေးရဲ့ဒါကပတ်စံကိစ္စမဟုတ်ဘူးလေသမီးကိုငငယ်လေးကလေးကကြီးလာတဲ့အထိကြီးလာခဲ့တာအန်တီကသမီးကိုဘယ်လိုလုပ်ဒုက္ခပေးရပါမလဲဒါဆိုသမီးပတ်စံမယူတော့ဘူးဒါကပတ်စံယူတာမယူတာနဲ့မဆိုင်အန်တီသမီးကိုငှားပါဒီကောင်မလေးကအတန်သွင်းဆက်ကြီးကြနေတာပဲဒါပေမဲ့မိမိကလင်းဝမ်ချိုးရဲ့အကြောင်းကိုသိတယ်သူကငငယ်လေးကလေးကခေါင်းမာပြီဆိုရင်နွားပေါက်စလေးလိုပဲလုံးဝမရဘူးလေအဲ့ဒါကြောင့်သူ့ကိုဘယ်လို့မှမတက်နိုင်တော့ပဲလက်ခံလိုက်ရတယ်ကောင်းပြီလေဒါပေမဲ့စီကံတစ်ခုရှိတယ်ဝမ်ချိုးကပေါက်ဈေးတိုင်းပတ်စံယူရမယ်မယူလို့လုံးဝမရဘူးနော်ဟုတ်ကဲ့အန်တီသမီးထမင်းသွားချက်လိုက်ပါဦးမယ်သမီးပဲလုပ်လိုက်ပါမယ်မိဖို့ကြောင့်တဲ့တွင်ချမ်းပိုင်သူကအယမ်းမာနေတာပဲဘာလို့ခုံပေါက်နေသေးတာလဲတထေးမလေးရဲ့ဒါကငါချင်းလေးတေချာပေါက်ခုံမှာပေါ့ခဏနေတဲအိုးလေးထည့်လိုက်ရင်တော့ထက်ခုံပြအောင်မှာအခုတော့ငြိမ်သွားပြီသူကအယမ်းတနာစရာကောင်းတာပဲတေတော့မယ်ထင်တယ်နင်းသူ့ကိုအရသာရှိအောင်ချက်ပေးဖို့မမေ့နဲ့နော်နင်းပြောတဲ့ရှေ့စကားနဲ့နောက်စကားကလုံးဝဆန့်ကျင်ဘက်ကြီးဖြစ်မနေဘူးလားသူ့ကိုအလကားအသေးမခံခိုင်းနိုင်ဘူးလေချမ်းပိုင်ငါ့ကိုဒီကျိုးလေးချီပေးပါဦးအဲ့ဒီအချိန်မှာကျွန်တော်လက်တွေကအလုံးများနေပြီးရေတွေလဲဆူနေတယ်အစကတော့ကုရီကိုကူချီပေးခိုင်းမလို့ပဲဒါပေမဲ့ကုရီကလင်းဝမ်ချိုးဘက်ကိုမင်းမော့ပြပြီးမြန်သွားချီပေးဖို့အချက်ပြနေတယ်အဲ့ဒါနဲ့ကျွန်တော်လည်းလက်ကိုပေါင်းပြီးမှပဲခက်သွက်သွက်တုပ်လိုက်တယ်အဲ့ဒီနောက်လင်းဝမ်ချိုးရဲ့နောက်ကျောဘက်ကိုရှောက်သွားလိုက်တယ်ဒီလောက်နီးကပ်တဲ့အကွာဝေးမှာကောင်မလေးရဲ့စပင်တွေကြားကဖြူဖွေးနေတဲ့လက်တိုင်လေးကိုရှင်းရှင်းလင်းလင်းမြင်နေရပြီးသူ့ကိုယ်ကထွက်နေတဲ့တီတန်ရနံ့တင်းတင်းလေးကိုလည်းရှူရှိုက်မိနေတယ်လင်းဝမ်ချိုးကပုံမှန်ဆိုရင်အေးဆက်ဆက်နဲ့ဘသူ့ကိုမှဂယုမဆိုင်ချင်တဲ့ပုံစံမျိုးလေဒါပေမဲ့အခုလိုအေပရွန်လေးဝတ်ထားတော့ပိုပြီးနူးညံ့တိမ်မွေးတဲ့ပုံပေါက်နေတယ်ဒီလိုမြင်ကွင်းမျိုးကိုအသက်ရှူနေသေးတဲ့ဘယ်ယောက်ျားလေးမဆိုတေချာပေါက်ရင်ခုန်သွားမှာပဲဘာလို့လင်းဝမ်ချိုးကိုအနောက်ကနေဖက်လိုက်ရတယ်လို့ခံစားနေရတာလဲသူ့ခါလေးကတကယ်ကိုသေးသွယ်လုံးပါတယ်ငငယ်လေးကလေးကစီးစိမ်တွေနဲ့ကြီးပြင်းလာတဲ့တထေးသမီးလေးတစ်ယောက်တာမန်ချိန်ဆိုထိတစ်ချောင်းဝယ်ဖို့တောင်ရွံထောင်ချီသုံးနိုင်တဲ့သူမကနင့်အတွက်နဲ့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ကိုရွှွန့်လုံတဲ့ကနေဆွဲထုတ်ဖို့အတွက်ဆင်းရဲဒုက္ခတွေကိုအတူတူခံစားပေးနိုင်တယ်ဆိုရင်နင်တကယ်ပဲသူဝမ်းနေနေတာကိုရရဆက်ဆက်ကြည့်ရမှာလားကုရီအနေနဲ့ကျွန်တော်ကိုမသိခဲ့ရင်ပဲပြီးပြည့်စုံတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပဲလို့ထင်ခဲ့တာဒါပေမဲ့အခုကြည့်ရတာအဲ့ဒီလိုမဟုတ်ဘူးနင်စန့်ကျင်ဘက်လုပ်ဖို့တင်ယူလို့ရတယ်လေလူပြောခဲ့တော့ကသူမပြန်ဖြေခဲ့တဲ့စကားကိုကြားရောက်မိသေးတယ်အဲ့ဒီလိုစန့်ကျင်ပြီးရင်ရောငါဘယ်ကိုသွားရမှာလဲချမ်းပိုင်
တကယ်လို့နောက်တစ်ချိန်နင့်မှာအင်အားတွေရှိလာခဲ့ရင်ငါ့ကိုလည်းလာခဲ့ပါဦးနော်နင်ပါလို့ဟင်းလာချက်နေတာလဲအန်တီကိုအယမ်းမပင်ပန်းစေချင်လို့လေငါနင့်ကိုကူညီမယ်နှစ်ယောက်အတူတူလုပ်ရင်ပုံမြန်တာပေါ့ငါလည်းကူလုပ်မယ်လေကူကြီးကဝင်ပြောတယ်နင်ဟင်းချက်တက်လို့လားမတက်ဘူးလေဒါဆိုရင်နင်းချက်တုံဖြူသွားခွာချေမိဖို့ချောင်ထဲမှာကောင်မလေးပြောင်းသွားတဲ့အခါမိဖို့ချောင်ရဲ့အငွေ့တက်ကလည်းရုတ်တရက်ကြီးပြောင်းလဲသွားတယ်အခုနကစူစူညံညံနဲ့ပြောစရာကောင်းနေခဲ့ပေမဲ့အခုတော့ဟင်းဒီဟင်းရွက်စေးကြောတန်လိချုတန်တွေနဲ့လူနှစ်ယောက်ရဲ့တူတူတိတ်တိတ်စကားပြောတန်လေးတွေပဲကျန်တော့တယ်ဟင်းချက်တာဒီလောက်လွယ်တာကိုနင်ကဘာလို့မတင်ထားရတာလဲလင်းဝမ်ချိုးကမေးတယ်အသစ်စားစရာတွေရှိနေတာပဲဟာဘာလို့ဖို့တင်နေမှာလဲအန်တီကနင့်ကိုတစ်သက်လုံးဟင်းချက်ကျွေးနေနိုင်မှာမဟုတ်ဘူးလေဒါဆိုလဲနင့်စီလာကစားမှာပေါ့အစိုးဆုံးဆိုရင်ငငယ်တုန်းကပြောခဲ့တယ်လို့လေနင့်ကိုပဲတစ်သက်လုံးအမိကိုပြုတော့မယ်နင့်မျက်နှာကတကယ်ထူကြီးပဲငငယ်တုန်းကဂတိပေးထားတယ်မဟုတ်လားနင်ကိုယ်တိုင်ပဲစူးစမ်းပြီးဟင်းချက်တင်မယ်ပြီးရင်ငါ့ကိုအမြဲတမ်းချက်ကျွေးမယ်ဆိုနင်ပဲပြောနေတယ်လေအဲ့ဒါကငငယ်တုန်းကကိစ္စလို့ကောင်မလေးရဲ့လှုပ်ရှားမှုတွေအချိန်တော်ကြာရပ်တန့်သွားတယ်ဘာတွေတွေးနေလဲဆိုတာတော့သူမကိုယ်တိုင်ပဲသိမှာပေါ့တကယ်လို့ငါသာရွေဟန်တက္ကသိုလ်ကိုရောက်သွားပြီးအဲ့ဒီမှာကြောင်းပြီးသွားရင်ငါမိဘတွေကငါ့ကိုရွေးချယ်စရာနှစ်ခုပဲပေးလိုက်မယ်အဲ့ဒီမှာပဲအလုပ်လုပ်ပြီးအတွေ့အကြုံယူမလားဒါမှမဟုတ်ကုမ္ပဏီကိုတိုက်ရိုက်ဝင်မလားဆိုတာပဲဘလို့ပဲဖြစ်ဖြစ်ငါ့ကိုဒီမျိုးကိုပြန်လာခွင့်ပေးမှာတော့တေချာပေါက်မဟုတ်ဘူးလင်းဝမ်ချိုးကဆက်ပြောတယ်ဟန်ချန်မျိုးကတက္ကသိုလ်ရဲ့အနေဆုံးဝင်ခွင့်အမှတ်က980လောက်ရှိတယ်နင်သာအခုကလေးကတေချာစာမလုပ်ပဲအဲ့ဒီကိုမဝင်နိုင်ခဲ့ရင်ငါ့ကိုတစ်သက်လုံးဘလို့လုပ်မိခိုနိုင်ပါမလဲဟင်းနေ့လိုထိတ်တန်းတက္ကသိုလ်တွေကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့စာတော်တဲ့အကြောင်းသူကြီးကဟန်ချန်မျိုးကတာမန်တက္ကသိုလ်တွေရဲ့အကြောင်းကိုဘာလို့ဒီလောက်တောင်အသေးစိတ်လေ့လာထားရတာလဲဒါဆိုငါသာစာမွေးပွဲအောင်သွားရင်နင်သဘောတူမယ်ဆိုတဲ့အတိတ်ပဲလားကျွန်တော်ကပ်ပြီးမေးလိုက်တယ်အဲ့ဒီလောက်ကြီးအနာမကတ်နဲ့အရင်ကဆိုရင်လင်းဝမ်ချိုးစီကနေလူဆိုးကောင်တို့ရုပ်မာတဲ့ကောင်တို့အစဲခံရရုံတော့ပဲရှိမယ်လို့ထင်ထားခဲ့တာဒါပေမဲ့အခုလိုကြားလိုက်ရတော့တကယ်ကိုနည်းနည်းလေးတာယာမိတယ်တာမန်လူတွေရဲ့အမြင်မှာတော့လက်လန်းမမီနိုင်တဲ့နတ်သမီးလေးကမျက်နှာလေးနီးမြန်းပြီးရှက်ကိုရှက်ကန်းနဲ့ဝမ်းနဲ့တလူဟန်လေးနဲ့ကျွန်တော်ကိုလူဆိုးကောင်လို့ပြောနေတဲ့ခံစားချက်ကဘာကြောင့်မှမသိသူငါ့ကိုပိုးပြီးတော့အနိုင်ကျင့်ခြင်းစိတ်ပေါက်လာစေတယ်ဒါဆိုနေတကယ်ပဲသဘောတူလားမတူဘူးလားနင်အရင်ဆုံးစာမွေးပွဲအောင်ဖြေပြလိုက်လေပြီးမှပြောညနေ6 နာရီကျော်လောက်မှာတော့ကျွန်တော်နဲ့လင်းဝမ်ချိုးဟင်း6ပွဲနဲ့မိုးဟင်းချိုတပွဲကိုပြင်ဆင်ပြီးသွားပြီးတေချာတာကတော့အများစုကိုလင်းဝမ်ချိုးချက်ခဲ့တာပါကျွန်တော်ကဘေးကနေကူပေးရုံပါပဲစာဒီလောက်တော်တဲ့သူကဟင်းချက်တဲ့နေရာမှာတော့ဒီလောက်အထိကျွမ်းကျင်အောင်ဘလို့များလေ့ကျင့်ထားပါလိမ့်ပြင်ပန်းသွားပြီးဝမ်ချိုးရီဘာလို့လဲဆိုတော့မေမေကမိဖို့ကြောင့်လည်းဝင်ပြီးဟင်းချက်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့လင်းဝမ်ချိုးကသူ့ကိုအတင်းမောင်းထုတ်ခဲ့လို့ပဲနောက်တစ်ခါဆိုရင်ဒီလောက်ခေါင်းမာလို့မရဘူးနော်အန်တီမှာအာနာစရာကြီးမေမေကပြောတယ်သူကငငယ်လေးကလေးကနွားပေါက်စလေးလို့ခေါင်းမာတာလေအရင်တုန်းက Rubik's Cube ကိုမစီတက်ရင်ထမင်းတောင်မစားတဲ့သူအန်တီလည်းတီသားနဲ့ကျွန်တော်ကဝင်စားလိုက်တယ်အန်တီမြည်ကြည့်ပါဦးအရန်စားလို့ကောင်းတယ်နော်အန်တီသမီးချက်တုံဖြူခွာထားတာရောဘလို့နေလဲဟင်ကူကြီးကဝင်ကြွားတယ်ဒီကောင်မလေးကဒီလောက်တောင်ချစ်ဖို့ကောင်းလိမ့်မယ်လို့မထင်ထားခဲ့ဘူးအီလေးကလည်းညံကောင်းပါတယ်အန်တီတစ်ချက်လေးတင်ပေးလိုက်တာနဲ့ချက်ချင်းတက်သွားတာပဲမေမေကသဘောကျစွာနဲ့ဆက်ပြောတယ်အန်တီရဲ့ဆိုင်မှာကူညီပေးကြလို့ဝမ်ချိုးနဲ့အီတို့နှစ်ယောက်လုံးကိုတကယ်ကျေးဇူးတင်ပါတယ်ကွယ်ပြီးတော့အန်တီအိမ်ကိုအခုလိုလာလဲပေးကြလို့လဲဝမ်းသာပါတယ်ရပါတယ်အန်တီရဲ့လှုပ်ထိုက်တာလေးတွေလှုပ်ပေးရတာပါမင်းကလေးနှစ်ယောက်ကပြိုင်လူပြန်ပြေးလိုက်ကြတယ်ဒီမြင်ကွင်းကကျွန်တော်ကိုအရန်ကိုငေးမောတွေဝေသွားစေတယ်အရင်တုန်းကလည်းမေမေကဒီလိုမျက်နှာထားမျိုးနဲ့ပဲမကြောက်နဲ့နော်မေမေတယောက်တည်းလဲသားကိုကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်လို့ပြောခဲ့ဘူးတာလေဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကသားလေးမွေးနေ့မှာပျော်ရွှင်ပါစေတဲ့ဟင်ဒီနေ့ကနင့်မွေးနေ့လားနင်ကိုယ်တိုင်မသိဘူးလားငါတော့သိနေတာဘူးဘလို့ဖြစ်လို့ဒီလောက်ငငယ်ရွယ်ရွယ်နဲ့နေ့ရက်တွေကိုတောင်မေ့နေရတာလဲကုကြီးကအံ့ဩတကြီးဝင်ပြောတယ်ဒီကောင်လေးအခုတလောတော်တော်ပြောင်းလဲသွားတယ်ပိုပြီးညံကောင်းလာတာလားဒါမှမဟုတ်ပိုပြီးထုံတိုင်းသွားတာလားတော့မသိတော့ပါဘူးကွယ်လို့မေမေကပြုံးရင်းပြောရှာတယ်တကယ်ပဲကျွန်တော်နေ့ရက်တွေကိုမေ့လျော့နေခဲ့တာပါအရင်ဘဝတုန်းကမေမေဆုံးပါသွားပြီးကလေးကကျွန်တော်မွေးနေ့ကိုကျွန်တော်တခါမှမှတ်မထားခဲ့တော့ဘူးနှစ်တိုင်းလင်းဝမ်ချိုးပို့ပေးတဲ့လက်ဆောင်တွေရောက်လာမှဒါမှမဟုတ်ကုကြီးရုတ်တရက်ရောက်ချလာမှသာအဲ့ဒီနေ့ကကိုမွေးနေ့မှပြန်တီးခဲ့ရတာအရင်ဘဝကလည်းကုကြီးကအစောကြီးကလေးကဖုံးဆက်ပြီးငါဟန်ချန်မြို့မှာရှိနေတာနင်ဘယ်မှခီးထွက်လို့မရဘူးနော်ဘယ်မှမသွားရဘူးလို့ကျိုးပိတ်ပြောထားတယ်လို့ပါရုတ်တရက်ကျွန်တော်သတိထားမိလိုက်တာကအရင်ဘဝမှာရောဒီဘဝမှာပါကျွန်တော်မွေးနေ့ကိုအမြဲတမ်းမှတ်မိနေပေးတာဒီလူ3ယောက်ပဲရှိတာပါလားကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာရပါတယ်ဟဲ့စက်တုံဖြူခွာပေးုံလေးတင်မှုလို့ပါကုကြီးကနောက်ပြောင်လိုက်တယ်ဖုန်းမိလာတယ်ဟာလို့ဟုတ်တယ်မေမေသမီးအခုအိမ်မှာမရှိဘူးအပြင်မှာတငယ်ချင်းမွေးနေ့ပွဲလာလုပ်ပေးနေတာသူတို့ကမေမေနဲ့ဘာများပြောစရာရှိမှလဲအဆင်မပြေပါဘူးအဲ့ဒီအချိန်မှာလင်းဝမ်ချိုးရဲ့အတန်ကဖုန်းထဲကိုတမင်ကြားအောင်ဝင်လာတယ်နင်းချက်တောင်ပန်အစားဦးမလားကုကြီးကလင်းဝမ်ချိုးကိုကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့ချက်ချင်းပဲသူ့မျက်နှာထားကပြန်တည်သွားတယ်အပြင်မှာလို့ပြောနေတယ်လေဗီဒီယိုခေါ်လို့မရဘူးထမင်းစားပြီးရင်ပြန်လာခဲ့မယ်ဟုတ်ကဲ့သိပါပြီကုကြီးကဖုန်းကိုဖြည်းဖြည်းချင်းချလိုက်တယ်ပြီးတော့ငေးနေတာတော့မဟုတ်ပဲဘာစကားမှမပြောတော့ပဲငြိမ်ငြိမ်လေးထိုင်နေတယ်ဟိုလေငါအရင်ပြန်တော့မယ်ကားသမားကအိမ်အောက်မှာရောက်နေပြီတဲ့နင်းတို့ဆက်စားကြတော့နည်းနည်းလောက်ထပ်နေပါဦးလားသမီးရဲ့မိမိကတားတယ်ရပါတယ်အန်တီနောက်တစ်ခါမှသမီးထက်လာခဲ့ပါမယ်အန်တီဒီမျက်နှာကက်ခွာကညအိယာမဝင်ခင်တုံးရတာတော့အာနိတင်အရန်ကောင်းတယ်ပြီးတော့ဒီမျက်နှာသစ်စေးတွေအကုန်လုံးကအန်တီအသက်အရွယ်နဲ့ကိုက်ညီတယ်တုံးကြည့်ပြီးဘယ်ဟာပိုကောင်းလဲဆိုတာနောက်မှသမီးကိုပြန်ပြောပြနော်ဒါကရေတက်ဖြစ်ပေးတာဒါကအရေးအကြောင်းတွေကိုတက်တာစေတာဟိုဘက်ကအပုံလိုက်ကြီးကတော့အားစေးတွေအန်တီကလာရဲဆိုပြီးတော့ကိုလူငယ်လေးလို့သဘောထားပြီးမနေနဲ့နော်ကျမကြီးကိုလည်းဂရုစိုက်ရမယ်ကုကြီးတယောက်အများကြီးကိုတရားဆက်ပြောသွားတာကျွန်တော်ကတော့တခုမှတော့မမှတ်မိလိုက်ဘူးသူမကရောဒီလောက်အများကြီးကိုဘလို့များမှတ်မိနေပါလိမ့်ကုကြီးတကားဖွင့်ပြီးပြန်ထွက်သွားတော့မလို့လှုပ်တဲ့အချိန်မှာကျွန်တော်တက်ပြင်းတူတူချပြီးမတ်တက်ရက်လိုက်တယ်အပြင်မှာလည်းမှောင်နေပြီးငါလိုက်ပို့ပေးမယ်လမ်းလျှောက်လာရင်တောင်းပန်ပါတယ်နော်နင့်မွေးနေ့ပျော်ပွဲလေးအနှောက်အယှက်ဖြစ်သွားပြီးနင်တကယ်ယုံသွားတာလားငါကဂယုမှမဆိုင်တာမွေးနေ့ဆိုတာနှစ်ပေါင်းဘယ်လောက်တောင်ဂယုမဆိုင်ပဲနေလာခဲ့တာလဲလူလိန်ကြီး
နင့်မျက်နှာကဒီလောက်တောင်လေးနဲ့နေတာကိုငါ့ကိုစိတ်ပူလို့မဟုတ်လားမှန်မှန်ပြောစမ်းကျွန်တော်အရင်ကထင်ခဲ့တာကုရီအနေနဲ့ကျွန်တော်ကိုမသိခဲ့ရင်ပဲပြည့်စုံတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပဲလို့ဒါပေမဲ့အခုကြည့်ရတာအဲ့ဒီလိုမဟုတ်ဘူးနင်စန့်ကျင်ဘက်လုပ်ဖို့တင်ယူလို့ရတယ်လေလို့ကျွန်တော်ပြောလိုက်တယ်တကယ်တော့ तू မအဲ့ဒီလိုလုပ်နိုင်ပါလေအရင်ကလည်းလုပ်ခဲ့ဘူးလေရန်ချင်းမြို့မှာကျွန်တော်နဲ့အတူရှိနေဖို့အတွက်အဲ့ဒီတုန်းကကုရီဟာဆွစ်ဇာလန်ကိုလေရင်နဲ့တွားပြီး तू မအမေနဲ့အဆက်အသွယ်ဖြစ်တဲ့အထိရန်ဖြစ်ခဲ့တာလေရင်ပေါ်ကစင်းစင်းချင်းမှာပဲပိတ်ခံလိုက်ရတဲ့ဘန်ကက်တွေကိုအမိုက်ပုံနဲ့လွင့်ပစ်ခဲ့ပြီးဒီနောက်ပိုင်းတော့ငါတို့နှစ်ယောက်အတူတူလမ်းဘေးမှာအိပ်ရတော့မယ်နင်းကြောက်လာလို့ဖြူစင်တဲ့မျက်နှာလေးပေါ်မှာဘာကူမှဂယုမဆိုင်တော့တဲ့လွတ်လပ်ခြင်းတွေနဲ့အတူပြောခဲ့ဘူးတယ်အဲ့ဒီလိုစန့်ကျင်ပြီးရင်ရောငါဘယ်ကိုတွားရမှာလဲချမ်းပိုင်တကယ်လို့နောက်တစ်ချိန်နေ့မှာအင်အားတွေရှိလာခဲ့ရင်ငါ့ကိုလည်းလာခဲ့ပါဦးနော်ကောင်မလေးရဲ့အတန်းမှာငိုတန်လေးဆွဲနေတာကြားလိုက်ရတော့ကျွန်တော်နှလုံးသားတစ်ခုလုံးတုန်ခါသွားတယ်ကုရီငူမာကိုကျွန်တော်အကြောက်ဆုံးပဲငငယ်လေးကလေးကစီးစိမ်တွေနဲ့ကြီးပြင်းလာတဲ့တတိသမီးလေးတယောက်တာမန်ချိန်ဆိုတိတချောင်းဝယ်ဖို့တောင်ရွှန်ထောင်ချီသုံးနိုင်တဲ့သူမကနင့်အတွက်နဲ့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ကိုရွှွန့်လုံထဲကနေဆွဲထုတ်ဖို့အတွက်စင်းရဲဒုက္ခတွေကိုအတူတူခံစားပေးနိုင်နေဆိုရင်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်နင်းနဲ့အတူအကောင်းဆုံးအတူတူမျှဝေခံစားဖို့အစဉ်သင့်ဖြစ်နေတယ်ဆိုရင်သူဝမ်းနေနေတာကိုနေတကယ်ပဲကြည့်ရမှာလားဗန္နာရဲ့အထောက်ပံ့မရှိတော့ရင်သူမအိမ်ပြန်သွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူမကတော့အရာအလုံးကိုဆွတ်လုပ်ပြီးနင့်ဘေးမှာပဲရက်တည်ပေးခဲ့တာလေကျွန်တော်ကလေးနဲ့တက်လေးတန်းနဲ့ပြန်ပြောလိုက်တယ်ငါ့ကိုစောင့်နေတော့ဟင်ငါနင့်ကိုစောင့်နေမယ်